ဒီတစ်ခါမိတ်ဆွေတို့ကိုပြောပြပေးမဲ့အကြောင်းအရာလေးကတော့မိမိချန်အိမ်ရဲ့ဘယ်နေရာကိုပြားဆွဲရင်ကောင်းသည်ဆိုသည်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ပြားဆွဲနိမိတ်ဟောပြားသည်အရှိတမှလာရဲဆွဲမှုစီးပွားပြတ်တတ်သည်။ပြားသည်အနောက်ဘက်မှလာရဲဆွဲမှုလက်ပြတတ်သည်။ပြားသည်တောင်ဘက်မှလာရဲဆွဲမှုတော့ကရောက်တတ်သည်။ပြားသည်မြောက်ဘက်မှလာရဲဆွဲမှုစီးပွားတိုးတက်စေသည်။ပြားသည်အရှိမြောက်ဘက်မှလာရဲဆွဲမှုမင်းပူဇော်ခံရတတ်စေသည်။ပြားသည်အရှိတောင်ဘက်မှလာရဲဆွဲမှုအကြံအစီအောင်မြင်တတ်သည်။ပြားသည်အနောက်မြောက်ဘက်မှလာရဲဆွဲမှုဥစ္စာပစ္စည်းတိုးပွားတတ်သည်။ပြားသည်အနောက်တောင်ဘက်မှလာရဲဆွဲမှုဘေးတွေ့တတ်သည်။ပြားသည်အင်ကြီးအထက်ပိုင်းထုတ်ရောက်တိုင်းမြားတို့မှဆွဲမှုဥစ္စာပစ္စည်းလျော့ပါပျက်စီးတတ်သည်။ပြားသည်အင်ကြီးအောက်ပိုင်း၌လာရဆွဲမှုစီးပွားတိုးတက်စေသည်။ပြားသည်အိမ်တကား၌လာရဆွဲမှုလက်ပြတက်စေသည်။ပြားသည်လေကားအောင်၌လာရဆွဲမှုပျက်စီးတတ်သည်။ပြားသည်အိမ်သားပါလာရဆွဲမှုတော့ကြရတတ်သည်။ပြားသည်တင်းကုတ်တလာရဆွဲမှုဆွဆွဲခံရတတ်စေသည်။ပြားသည်ပူဆိုးဝတ်တလာဆွဲမှုမျက်တော်စည်းစိမ်ကိုရတတ်ပါသည်။ပြားသည်အိယာမလာရဆွဲမှုချမ်းသာကြီးပွားစေတတ်သည်။